မင်္ဂလာပါဒီနေ့လေ့လာရမယ်မင်းကြီးတွေကတော့နန္ဒခန္ဓာဆိုတာကဟိုဟာဒီဟာဘာညာနဲ့အမျိုးမျိုးပေါ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောတဲ့အခါမှာနန္ဒခန္ဓာကိုသုံးပါတယ်နောက်တစ်ခုကစမမှုဆိုတာကမြည်သည်ဆိုတဲ့အဓိပ္ပာယ်ပါဥစမမီအမြည်မိသားစုပြေဝစေသည်အဲ့ဒါဆိုစာပိုက်ကိုဖတ်ကြရအောင်なんだかんだ言っても結局家でお菓子をつまみながら飲むビールが一番疲れを癒し心を満たしてくれるなんだかんだ言ってもဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောနေပေမဲ့လေခက်ခခုနောက်ဆုံးမှာတော့家でအိမ်မှာお菓子をつまみながらမုတ်ကိုမြည်ရင်းနဲ့နော်မှုဘီလူကတောက်တဲ့ဘီယာဟာ一番スカレを癒しဆိုတာကပင်ပန်းမှုတွေကိုပြေပြောက်စေတယ်စိတ်ဖိစီးမှုတွေကိုပြန်လည်လန်းဆန်းစေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဖိစီးမှုတွေကိုပြန်လည်လန်းဆန်းမှုပေးတဲ့အကောင်းဆုံးအရာဖြစ်ပြီးတော့心を満たしてくれるစိတ်ကိုလည်းကျဉ်းနေစေပါတယ်စိတ်နှလုံးကိုလည်းပြေဝစေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ